ချစ်ဆုံးတငယ်ချင်းနှစ်ယောက်ကြားကခင်မင်ရင်းနှီးမှုဟာစိတ်ခံစားချက်တွေကိုတိုးဝှက်ထားတဲ့အခါခက်ခဲတဲ့အခြေအနေကိုဖျက်ဆီးရတတ်ပါတယ်။ဒီနေ့မှာတော့မြန်မာနိုင်ငံအပါအဝင်အာရှနိုင်ငံတော်တော်များများမှာတွားရောက်ရိုက်ကူးထားတဲ့ထိုင်းမင်းသမီးကျော်လေးဘိုင်ဖန်ပါဝင်တည်ဆုံထားပြီးအချစ်နဲ့ဟာတာရုံတော်ထားတဲ့ဇာတ်ကားလေးတကားကိုတင်ဆက်ပြီးတော့မှာပဲဖြစ်ပါတယ်။ရုပ်ရှင်လေးရဲ့အစမှာတော့ဖခင်ဖြစ်သူဟာသူချမ်ပူရီကိုခီးသွားမဲ့အကြောင်းသူသမီးဖြစ်သူအထက်တန်းကျောင်းသူလေးကင်းကိုကြောင်းလိုက်ဖို့ရင်းပြောပြနေခဲ့ပါတယ်။ကင်းဟာဖခင်ဖြစ်သူနဲ့ဂိမ်းဆောင်ဆရာမကိုရင်ရင်ကြီးကြီးနှုတ်ဆက်ပြီးကျောင်းထဲကိုဝင်ခဲ့ပြီးတဲ့နောက်မှာတော့အခြားကျောင်းသူတယောက်လိုပြောင်းလဲသွားခဲ့ပါတယ်။သူမဟာကျောင်းသားတွေကြားတိုးဝေပြေးလွှားရင်ကျောင်းအနောက်ဘက်ကအုံနေရံပေါ်ကိုခုံကျော်တက်ခါကျောင်းပြေးဖို့ကြိုးစားပါတော့တယ်။သူမဟာနေရံပေါ်ကနေကားအမိုးပေါ်ကိုလွှားခနဲ့ခုန်ချပြီးတဲ့နောက်မှာတော့ကားထဲမှာကြိုးဆောက်နေတဲ့သူ့အချစ်ဆုံးငယ်ချင်းပမ်နဲ့အတူသူ့အဖေနောက်မီလင်းတဲ့ကိစ္စကိုနောက်ရောက်ခံလိုက်ဖို့ပဲဖြစ်ပါတယ်။လေစိတ်ကိုရောက်တဲ့အခါမှာတော့ဖခင်ဖြစ်သူဟာချမ်ပူရီကိုသွားမှာမဟုတ်ပဲချင်းမိုင်ကိုသွားတာကြောင့်တငယ်ချင်းနှစ်ယောက်လည်းနောက်ရောက်ခံဆက်လိုက်ခဲ့ပါတယ်။ချင်းမိုင်ဟိုတယ်တစ်ခုထဲမှာဖခင်ဖြစ်သူဟာတကယ်ပဲဖောက်ပြန်နေတာကြောင့်ဂင်းဟာဝမ်းနည်းစွာငိုကြွေးပြီးပြန်ခဲ့ရပါတယ်။ဖခင်ဖြစ်သူဟာသူတို့သားမိကိုဘယ်နေရာမှမပင်ပန်းစေချင်ခဲ့တာကြောင့်သူတို့ကိုတကယ်ချစ်တယ်ထင်နေခဲ့တာလို့ငိုကြွေးပြီးပြောပြနေခဲ့ပါတယ်။လမ်းမှာပမ်ကလည်းဂင်းကိုနှစ်သိမ့်အားပေးခဲ့ပြီးသူဂင်းကိုတကယ်ချစ်တဲ့အကြောင်းပြောပြခဲ့ပါတယ်။ဂင်းကဘလို့ပုံစံချစ်တာလဲလို့မေးတဲ့အခါမှာတော့ငါနင်းကိုတကယ်ချစ်တယ်မွေးလာကလေးကနေရာငါရဲ့ချစ်ဆုံးတငယ်ချင်းပါပဲလို့ပြန်ပြောခဲ့ပါတယ်။တငယ်ချင်းတွေဆိုတာမနာမလို့ရဘူးတဝဲမတိုးရဘူးအရေးကြီးဆုံးကမခွဲခွာရဘူးနော်လို့ပမ်ကပြောခဲ့ပါတယ်။ပမ်ရဲ့စကားတွေကိုကြားပြီးတဲ့နောက်မှာဂင်းမှာပို့ပြီးတော့ဝမ်းနည်းသွားခဲ့ပေမဲ့စိတ်ကိုစူးစမ်းပြင်ဆင်ခဲ့ပြီးအင်းလို့ပြောခဲ့ပါတယ်။တရက်မှာတော့အားကစားကွင်းထဲကပန်ကိုပန်အားပေးနေတော့မှပဲဂင်းကအနားကိုရောက်လာပြီးပန်ပြောသမျှစကားတိုင်းကိုနောက်ကနေလိုက်ပြောကပန်ကိုစားနောက်နေခဲ့ပါတယ်။ပမ်ကဂင်းပြန်မပြောနိုင်အောင်စကားတွေမြန်အောင်ပြောတော့မှနင်ကစိတ်ပုတ်လိုက်တာဆိုပြီးရန်တွေ့နေပါတယ်။ပမ်ကနောက်နေ့ကျရင်နင်ကအနားလာထိုင်မှာဟာအခုတယောက်ရဲ့ခြေထောက်တွေကနန်လို့ပြီးတော့နင်ဆူတဲ့အတန်တွေကိုလည်းလွမ်းတယ်လို့ပြောလိုက်ပါတယ်။နှစ်ယောက်သားရေမောနေရင်းနဲ့ပဲဂင်းကသူ့ကိုလူနဲ့တွဲနေပြီလို့ပမ်ကိုပြောပြလိုက်ပါတယ်။ပြောစရာစကားများပျောက်ဆုံးသွားတာကြောင့်ပမ်ကနင်သူ့ကိုဘလို့ကြိုက်သွားတာလဲဟာလို့အံ့ဩမင်သက်စွာပြန်မေးခဲ့ပါတယ်။အေးပါချစ်သူရှိတော့လဲတငယ်ချင်းကိုဖုံးကွယ်ပြီးပေါ်လို့ပြောတော့တငယ်ချင်းဖြစ်တာပဲကောင်းပါတယ်လို့ဂင်းကပြန်ပြောခဲ့တာကြောင့်ပမ်လည်းမပြောတတ်တဲ့နာကျင်မှုတစ်ခုကိုခံစားလိုက်ရပါတယ်။ချစ်ကြည်နူတစ်တီတူပြီးသွားနေကြတဲ့ဂင်းတို့အတွေ့ကိုကြည့်ရင်မခံစားနိုင်တော့တဲ့ပမ်ဟာအားကုန်ပြေးကအကိုလီလက်ထဲကဂီတာနဲ့ထုတ်ချင်းပေါက်လောက်အောင်အကိုလီကောင်ကိုရိုက်ချလိုက်ပါတော့တယ်။ဒါပေမဲ့လည်းဒါဟာပမ်ရဲ့စိတ်ကူးလေးသက်သက်ပါပဲအဲ့ဒီနောက်လွန်ခဲ့တဲ့10စုနှစ်တခုကဒီအဖြစ်အပျက်တွေကိုပလင်းတူဘူးစုံမိတ်ဆွေတွေကိုဖောက်တယ်ပြန်ချနေတဲ့ပမ်ကိုပါတီတစ်ခုမှာတွေ့ရမှာပဲဖြစ်ပါတယ်သူ့ရဲ့ဘေးဘီကမိတ်ဆွေတွေကလည်းသူတို့ဟာလည်းပမ်နဲ့သူမတာကိုအတုပဖြစ်ကြောင်းသူတို့ရဲ့နွားကြမှုအသီးသီးကိုရင်ပွဲဖော်ထုတ်ပြောကြပါတော့တယ်ကိုလူချောဟာသူချစ်ရတဲ့ချစ်သူဟာစတိတ်စင်ရှိမှာသူမချစ်သူနဲ့ကနေကြောင်းပြောပြပါတယ်